အားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမှတ်မိကြမယ်နဲ့တူပါတယ်မထက်ဟိုတလောကအိမ်ကူညီမလေးတွေနဲ့ပတ်သက်တဲ့မိကွန်းလေးတစ်ခုကို post တင်ပြီးမိခဲ့တယ် Facebook မှာရော TikTok မှာရောမိခဲ့တယ်အိမ်မှာဒါဖြေပေးကြတဲ့ညီမအယောက်စီတိုင်းရဲ့အဖြေလေးတွေအတွက်လည်းမထက်ကကျေးဇူးတင်ပါတယ်မထက်ကတယောက်ချင်းစီကိုစာမပြန်နိုင်မိမယ်အဖြေလေးတွေကိုအကုန်လုံးလိုက်ဖတ်ပါတယ်ဒါပေမဲ့ Facebook ကမထက်ကိုအိတ် post တင်လိုက်တာကို labor abuse ဆိုပြီးတော့အမရဲ့ page ကို suspend လုပ်လိုက်တာဒီနေ့မနေ့မှပြန်ဝင်လို့ရတယ်ဝင်လို့ရတဲ့အချိန်မှာကြည့်လိုက်တော့အိတ် post ပါပျောက်သွားပြီပေါ့နော် anyway TikTok မှာတော့ရှိသေးတယ်ဒါပေမဲ့ဖြည့်ပေးတဲ့ညီမတွေအားလုံးနှီးပါတူညီတဲ့အဖြေရတဲ့အတွက်လည်းမထက်ကမိကွန်းလေးအောင်မြင်တယ်လို့ပြောမှာအမသိချင်တာသိလိုက်ရတယ်ပေါ့နော်ကဲမထက်ကိုညီမတွေကအမြဲတမ်းပြောကြတယ်ပေါ့နော်မထက်ကအိမ်ကူရီကိုကြတော့မကူဘူးဆိုပြီးတော့လာပြောတယ်အမအမြဲတမ်းပြောတယ်မကူဘူးဆိုတာမထက်အရင်ထဲထဲဝင်ဝင်မသိသေးဘူးတချို့အပိုင်းတွေမှာရှုပ်ထွေးနေတဲ့အရာလေးတွေကိုအမမသိသေးတဲ့အတွက်အမမကူတာဒါမဲ့လည်းအမမကူပြီးမဲ့အမတက်သိတဲ့လူတွေကိုအမအမြဲတမ်းညွှန်ပေးပါတယ်နော်အဲဒီတော့အမအခုတခုကိုစပြီးတော့မေးတယ်ဒီလိုမေးတဲ့အချိန်မှာလည်းအမအိမ်ကူညီမတွေကိုကူပေးဖို့အမမှစိတ်အားထက်သန်ပါတယ်ဒီအတွက်လည်းအမကဒီညီမတွေအခုအလုပ်လုပ်နေချိန်မှာဆိုရင် agent အိမ်ရှင်ညီမတွေဆိုပြီးတော့3မျက်နှာရှိတယ်ပေါ့နော်ဒီ3မျက်နှာမှာအမအမြဲတမ်းပြောတယ်အလုပ်သမားကပဲမျက်နှာသူမဟုတ်ဘူးဆိုတာလည်းအမအမြဲပြောတဲ့အတွက်ဆိုတော့အမဒီထဲကိုဝင်ပြီးဆိုရင်အမ3ဘက်လုံးအမသိမှဖြစ်မယ်နော်အဲ့အတွက်ဆိုတော့အမအိမ်ကူညီမတွေကိုလည်းမေးတယ်လို့ agent တွေကိုလည်းမေးပါတယ်အိမ်ရှင်တွေကိုလည်းအမလေ့လာပါတယ်နော်ဒီအတွက်ဆိုတော့အမမကြခင်မှာအခုညီမလေးတွေအတွက်ပြောမယ်ပြီးရင် agent တွေအတွက်လည်းအမပြောမယ်အမမြင်တဲ့အပိုင်းတွေပေါ့အင်ရှင်ဘက်ကအမြင်အောင်လည်းအမပြောပြမယ်ဒီအမြင်တွေကိုငါညီမတွေရောအားလုံးရောနားထောင်သူတွေကနားထောင်ပြီးတော့ဝိုင်းပြီးဆွေးနွေးကြတာပေါ့မထက်တို့ဘာလုပ်ရင်အကောင်းဆုံးအဖြစ် solution တစ်ခုရမယ်ဆိုတော့တူတူဆွေးနွေးကြမယ်နော်ကဲအခုဒီညီမတွေဖြည့်ပေးတဲ့အဖြေပေါ်မူတည်ပြီးတော့မထက်တို့စပြီးတော့ပြောကြည့်မယ်ဒီနေရာမှာမန်နေကိုလည်းအမဖိတ်ခေါ်ပါတယ်ဝိုင်းပြီးဆွေးနွေးကြမယ်အကောင်းဆုံးအဖြစ်တစ်ခုကိုအမတို့ရအောင်လုပ်ကြတာပေါ့နော်ဒီနေရာမှာညီမလေးတွေကပြောကြတယ်ပေါ့နော်အိမ်အကူအနေနဲ့လာကြပြီဆိုရင်သူတို့ကအိမ်အကူတွေက NDS worker တွေလို့မဟုတ်ဘူးအကျွေးစနစ်နဲ့လာလို့ရတယ်โอเคအကျွေးစနစ်နဲ့လာပြီးဆိုစလာတဲ့အချိန်မှာသဘောတူတာ9လလို့10လလို့အမအများဆုံးကြည်တာ9လလို့သိရတယ်ပေါ့နော်ဖတ်ကြည့်တော့9လနဲ့အမတို့ပြောကြမယ်နော်9လလို့ပြောတယ်ဆိုရင်ဒီညီမတွေကဒီကိုလာရင်စင်ကာပူ agent ကို MON rules အရလစာရဲ့2လစာပေးရတာဖြစ်တဲ့အတွက်2လ9လမှာ2လကစင်ကာပူ agent ရတယ်5လအဲ့မှာပြောကြရပါတော့မြန်မာ agent က5လယူတယ်တအားများတယ်လို့ပြောတယ်ဟုတ်တယ်အမလည်းစသိတော့များလိုက်တာပေါ့နော်ဘာလို့တနော်5လဆောင်တော့ယူတာလဲစာလုံးတော့မှ2လပဲယူတယ်ဆိုတော့ဒီနေရာမှာအမအဲ့အပိုင်းမှာကျတော့ agent တွေမှထပ်မေးတဲ့အချိန်မှာဘလို့ဒီညီမတွေကိုဘလို့ခေါ်လဲဘလို့လုပ်လဲဆိုရဟာအမလေးလာတဲ့အချိန်မှာအမသိတာပေါ့နော်ညီမတွေကိုတချို့တွေကကြတော့လေရှာလာပေးတယ်ဒါပေမဲ့တချို့ကြတော့လေဒီ agent ကိုဆက်သွယ်တဲ့အချိန်မှာညီမတွေကလက်ပလားဟုတ်လားလာတယ်တချို့ဆိုရင် experience ရှိတယ်လုပ်တတ်တယ်ငကိုတွေကအိမ်မှာအိမ်လုပ်တတ်တယ်တချို့ကြတော့ဘာမှမလုပ်တတ်တာအင်္ဂလိပ်လိုလည်းမပြောတတ်ဘူးဆိုတော့အိမ်မှာ agent အိမ်မှာရှောက်ရင်တင်ပေးရတယ်ဆိုတော့တလတန်ဒီဘလောက်သူ့ရဲ့ဒီဟာကိုတင်ယူနိုင်တဲ့ဆိုရင်ကြည့်ပြီးတော့တယောက်နဲ့တယောက်မတူဘူးလေအဲ့လိုဆိုတော့တင်ပေးရတဲ့1လတန်ဒီ2လတန်ဒီ3လတန်ဒီကြာရင်အဲ့ agent အိမ်မှာနေရတယ်လို့ပြောတယ်နေရတယ်ကျွေးထားရတယ်ဆိုတော့ဒီမှာတချို့ကြတော့လေအိမ်သက်ငှားပြီးထားတာရှိတယ်တချို့ကြတော့လေတအိမ်နဲ့နေတာရှိတယ် anyway ရန်ကုန်မြို့တနေရာမှာနေစရိတ်စားစရိတ်ဆိုတာအခုခေတ်မှာဘယ်လောက်ရှိလဲဆိုတာငါညီမတွေသိမှာပါ3လပဲထား3လမှာစရိတ်နောက်ပြီးတော့ညီမတို့က passport မရှိဘူးဆိုရင်အဲ့ agent က passport လုပ်ပေးရတယ်လို့မှသိရတယ်ဟုတ်လားအဲ့ passport လုပ်တဲ့ဟာအခုဈေးတွေဘယ်လောက်ပေါက်လဲဒီဈေးနောက်ပြီးတော့ဒီမှာအခုကဲမြန်မာလေဈေးကနေထွက်ပါပြီလေဓာတ်ရိုက်ထွက်ခဘယ်လောက်ရှိလဲနော်ဓာတ်ရိုက်ထွက်ခကအမကြားတာပေါ့နော်သူဒီမှာလာပြောတဲ့လူတွေရှာလဲကြားတာပါ320ကနေ24သိန်းလားမသိအဲ့ကြားမှာရှိရလို့ကြားတယ်24သိန်းလား26သိန်းလားအဲ့လိုမျိုးရှိရကြားတယ်ဒါကဓာတ်ရိုက်ထွက်တာမဟုတ်ဘူးဆိုရင်ဘယ်ကထွက်မလဲထိုင်းကနေပတ်ထွက်ရမယ်ဆိုရင်
ကုန်းလန်းနေနောက်ပြီးထိုင်းမှာဗီဇာဝင်ရမယ်ထိုင်းမှာခဏနေရမယ်ပြီးတော့မှလေးစိတ်ကနေထပ်ထွက်ဆိုဒီစရိတ်တွေအားလုံးကိုအေဂျင့်ကပေးရတယ်လို့ကြားတယ်နော်โอเคအဲ့စရိတ်နောက်ထပ်ပြီးတော့မြန်မာလေးတွေထွက်လာမယ်ဆိုရင်မိန်းကလေးတယောက်တည်းအခြေခံလိုအချက်ကလေးတွေနည်းနည်းပါဝယ်ထည့်ပေးလိုက်ရတာရှိတယ်နော်ဒါတွေဆိုဒါတွေပေါင်းလိုက်အမကြီးကမှန်းကြည့်ခါ3လစာလောက်မှရှိတယ်ညီမလေးတွေရဲ့3လစာလောက်မှရှိလေရင်လက်မှတ်ခလမ်းစရိတ် passport ခလမ်းကြောင်းရှင်းခအများကြီးပါသူတို့က3လစာလောက်ရှိတယ်โอเค3လစာဒါကအေဂျင့်ကအရင်ဆုံးထုတ်ပေးတာညီမတို့တွေကအဲ့ဒါကိုလက်မခံဘူးသူတို့ကထုတ်ပေးရဆိုရင်ညီမတို့တခြားကနေချီးလာတယ်ဆိုတော့အတိုးဆိုတာရှိမယ်ထားတော့နော်3လဆိုရင်သူတို့မှလည်းညီမတို့အေဂျင့်လောက်တာလေသူတို့လည်းပတ်စံလူချင်းလို့လောက်တာပေါ့ဒီတော့ဆိုတော့သူတို့လည်း2လလောက်တော့လူချင်းမယ်ထင်ပါတယ်2လဒီဘက်တောင်စာလုံး2လဆိုတော့စာလုံး2လ NDS တွေတောင်ယူသေးတာဆိုတော့2လဟိုဘက်မှာစာလုံး2လမြန်မာ2လ4လ3လကအမှန်တော့ညီမတို့ရဲ့ကုန်ကြစရိတ်သူတို့ရဲ့အေဂျင့်ကမဟုတ်ဘူးနော်ကုန်ကြစရိတ်အမလိုက်တွက်ကြည့်တာနော်အဲ့ဒါဆိုတော့9လမှာအဲ့လိုတွက်ချလိုက်တဲ့ဒီမှာမြန်မာအေဂျင့်9လယူတာအမြင့်ကြီးစားတယ်လို့ခေါ်လို့မရတော့သူတို့ကငွေထုတ်ပေးတာညီမတို့တခြားအယူနဲ့အတိုးဆိုတာပေးရမယ်အမအမြဲတမ်းပြောတယ်နော်အေဂျင့်ကပဲလူယုံမှာမဟုတ်တယ်လို့နော်မိုက်ရိုင်းနေတာမဟုတ်ဘူးအလုတ်သမားကလည်းနစ်နာသူအမြဲမဟုတ်ဘူးအမြဲတမ်းဘက်တွေကိုအမဝင်ပြီးတော့ဝင်ကြည့်ပြီးတော့သူတို့ဘက်ကဘယ်ကလှုပ်တဲ့နေလှုပ်ထိုက်တယ်ဆိုတဲ့ဟာဒီအမတွေးပြီးတယ်နော်အတွက်အမမတရားဘယ်တော့မှမလုပ်ဘူးအမမတရားလုပ်တာလည်းမကြိုက်ဘူးမျက်တတာပဲလုပ်တာအေးအဲ့မှာအခုပြောကြပြီနော်ကဲဒါဆိုရင် तू က9လမှာ3လသူ့ရဲ့ပေးထားတဲ့စရိတ်2လသူ့ရဲ့လုပ်သူ့ရဲ့ဝန်ဆောင်ခโอเคဒါ9လဒါဆို9လဖြစ်သွားပြီနော်ညီမတို့ဒီနေရာမှာအလုပ်ရှင်ကထုတ်လိုက်တယ်ဆိုထားအေး तू ကအလုံးမလုပ်ချင်တော့လို့ပြန်နေအမကိုလာမိကြကျမကတဲ့အလုံးမလုပ်ချင်တော့လို့ပြန်တာဘယ်လောက်ရောရမလဲဆိုအမကအစတော့တဝက်ပဲရောရမယ်ထင်တာအမှန်ကသူတို့ရဲ့ဝန်ဆောင်ခက4လစာဆိုရင်2လစာပြန်ရောရမယ်ညီမတို့ तू ပေးထားတယ်မြန်မာအေဂျင့်စိုက်ပေးထားတယ်3လစာကသူ့ရဲ့ပတ်စံညီမတို့ပတ်စံပေးထားအမို့သူ့ပတ်စံဖြစ်တဲ့အတွက်အကုန် तू ပြန်ရမှာဗောသူ့စရိတ်လေဒါဆိုတော့သူတို့ကတောင်းတော့ညီမတို့ကအဲ့ကြတော့မပေးချင်ကြတော့ဖြစ်သွားအောင်အမှန်ဆိုရင်သူတို့3လစာသူတို့ညီမတို့အမှန်အကျွေးအေဂျင့်က4လစာမှာဆိုရင်2လစာပြန်ပေးရမယ်ဆိုဒါ fair enough နော်အဲ့လိုမျိုးဖြစ်ရမှာအခုဟာဟိုပြန်မယ်ဆိုရင်အေဂျင့်ကမပေးချင်ဘူးဆိုတာမျိုးဖြစ်တာကြတော့မဟုတ်ဘူးလေနော်သူတို့ဘက်ကလည်းစိုက်ကြည့်ဒီလိုမှမလုပ်ချင်ဘူးဆိုရင်ညီမတို့လည်း NDS တွေလိုမျိုးစလာတဲ့ဒီစရိတ်စကားတွေကျမတို့ပေးမယ်အေဂျင့်ကကိုလည်းဒီဘက်မှာပေးမယ်အမားတို့ကအလုပ်ရှင်ကနေဖြတ်မယ်ဆိုရင်2လဆို2လစာဖြတ်အဲ့လိုဆိုရင်အဆင်ပြေကြလိမ့်မယ်နော် NDS worker ဆိုရင်လည်းကြည့်သူတို့တွေကရတဲ့ဟာအေဂျင့်ကတဝက်ပဲရတာသူတို့လမ်းကြောင်းရှင်းကလေရင်လက်မှတ်ကစရိတ်တွေအကုန်ဆုံးတာအဲ့ဒါမျိုးခွဲပြီးနေရမယ်အရာတိုင်းဘယ်ဟာမှလုံးပြီးတော့ပြောလို့မရဒီနေရာမှာရှိအနောက်ပြီးတော့ညီမတွေစင်ကာပူအလုပ်လာလုပ်ရင်အိမ်ကိုအိမ်ပေါ်ဆိုပြီးတော့ညီမပေါကကြည့်ပြီးတော့ငါ့ကိုနှိမ်နေလို့မတွေးပါနဲ့ဒီစင်ကာပူမှာဘတော့မှမပြတ်သုံးသွားမဲ့အလုပ်မကတ်ကအလုပ်သမားမကတ်ကအိမ်အကူပါလူတိုင်းကအလုပ်လုပ်နေလင်းရောမရောအလုပ်လုပ်နေဖြစ်တဲ့အတွက်အိမ်နောင်ကြတဲ့အိမ်တိုင်းမှာအိမ်အကူလိုပါတယ်အိမ်အကူဟာအမားတို့လိုမိသားစုတွေအတွက်အရေးတကြီးလိုအပ်တဲ့လူပါမရှိမဖြစ်ပါဒါဟာအိမ်ရှင်တွေတော်တော်များများရှိအတန်အောင်လဲအမကြားရပါတယ်ကြားထားပါတယ်အမဒါကိုလည်းနောက်ပိုင်းနေမှာဆက်ပြောပါဒီအတွက်ဆိုတော့ဘာမှမတက်ပဲနေလာတယ်ညီမရှိကိုလာပြောကြပါတယ်ညီမတွေဟိုကျမအင်္ဂလိပ်လိုလည်းမတက်ဘူးဘာမှလည်းမချက်တတ်ဘူးဆိုအဲ့အတွက်ဆိုဘာလာလုပ်မှာလဲကိုဘာမှမတက်ရင်မရပါဘူးအိမ်အကူဆိုတာ professional အလုပ်ပါနော်နှိမ့်စရာအလုပ်မဟုတ်ပါဘူး professional တက်ကျွမ်းနေဆိုရင်အိမ်ရှင်တွေလိုချင်တဲ့လူတွေများတန်းစီနေတာပဲညီမတို့ကတက်ဖို့လိုပါတယ်နောက်ပိုင်းဒီမှာမတို့ဆက်ပြောကြမယ် okay bye bye နော်